အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆွဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ +1 speed envelope ဆိုတဲ့ game လေးကိုဆောင်းတော့ဖြစ်ပါတယ်အားလုံးပဲ like ကြည့်ပေးပါအောင်လို့ကဲစစချင်းမှာတော့ကျွန်တော်ကောင်စောက်ရမ်းနေနှေးနေပါတယ်အဲ့တော့ကျွန်တော်တို့ပြေးသက်ပေါ်သွားမှာဖြစ်ပါတယ်ပြေးသက်ပေါ်မှာပြေးတော့ပူရော့မြန်မယ်ထင်တယ်ဗျ train ရမယ်ပေါ့ဗျာပြောရမှာဆိုတော့ Oh my god ကြားလိုက်တာရောက်ဖို့โอเคရောက်ပြီပြီးစားပေါ်မှာရေတော့ပြီးမှာဖြစ်ပါတယ်ခင်ဗျာပြီးဆိုတော့ level 5ရောက်ပြီဆိုတော့ကျွန်တော်အပြင်ထွက်ပြီးလို့ရပြီကဲပါပြီးရအောင်ဒီအပြင်ထွက်ပါပဲဖြစ်ပါတယ် stage 1ကျော်အောင်မင်းတော်တော်လေးတော့နှေးရေဗျဟိုကောင်ကြည့်လိုက်ညမ်းဆန်နေရောโอเคပထမဆုံးအနေနဲ့ဖလားတစ်ခုရပြီပေါ့နော်ဖလားနှစ်ခုလိုရင်ကျွန်တော်မှာတစ်ခုပဲရှိရဗျအဲ့တော့ကျွန်တော်တို့မရအောင်ဖျောက်ဓာတ်ရက်ပြောက်မသွားဘူးအဲ့တော့ဖလားတစ်ခုယူပြီးတော့ပဲဓာတ်ရုပ်ဖြောက်ရအောင်ကဲဆိုတော့ဖလားနှစ်ခုတော့ရပါပြီကျွန်တော်ရှင်းလေးပြောင်းသွားပြီလားကျွန်တော်ရှင်းမဟုတ်ပြကြက်ဒီမှာရှင်းဖို့ပေါ့နော်ရှင်းထင်သွားကြက်ပြောင်းသွားပြီပေါ့နော်နောက်တစ်ခါဆိုတော့ကျွန်တော် level 25လူရပေါ့ repair လုပ်ဖို့အတွက်ဆိုရင်တော့ဒါလေးကဖလား3ခုပေါ့ဖလား3ခုရအောင်ကျွန်တော်ပြီးမှာဖြစ်ပါနဲ့ပြီးတာကွာငါကောင်တော်တော်နှီးသေးတယ်ကွာပြေးငါကောင်ပြေးတာဆိုတော့ပြေးနေပါတယ်ဒီငန်းယူတော့ကျွန်တော် AC ပဲပေါ့ဒီငန်းရတော့တော်နှီးတယ်ပေါ့နော်အဲ့တော့ဒီဖလား3ခုရရင်တော့ကျွန်တော်တို့မြင်လို့ရပြီ Okay အဲ့ဒါတော့ကျွန်တော် stat တွေပို့ပြီးတော့တက်အောင်လို့ကျွန်တော်ဒါလေးဝယ်လိုက်ပါမယ် Okay stat တွေပို့ပြီးတော့တက်လာပြီပေါ့နော်တခါသုံးနဲ့တက်လာပြီပေါ့နော် Okay အဲ့တော့ကျွန်တော်ထပ်ပြီးပါမယ်ပြီးတာငါကောင်ပြီးတာသူများတွေမြန်ဆန်နေရောကွာသူများတွေဘယ်လောက်ဆော့တာလဲမသိဘူးအဲ့လေကျွန်တော်ပဲပြီးရမှာပေါ့ဗျာဒီအလုံးကြီးကတော့ကျွန်တော်ကြော်နိုင်မထင်နဲ့ဗျ level 10 level 7တောင်ရောက်သွားပြီဟော level 10ရတောင်းကန်မထီးဘူးပြောရယ်Okayနောက်တစ်ဆင့်ရောက်ပြီဒါပေမဲ့ကျွန်တော်အဲ့ဘက်ကိုမသွားနိုင်သေးပါဘူးသွားနိုင်အောင်ကြိုးစားမှာပဲဖြစ်ပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်နောက်တစ် stat တွေပြင်သွားလို့တင်လို့ရပါပြီ stat 4ရောက်သွားပါပြီ stat 4ပေါ့နော်15ခုပြီးတော့ကျွန်တော်ရသွားပါတယ်အဲ့တော့ကျွန်တော် train ပါမယ်ခင်ဗျာခဏတော့ပဲကြည့်လို့ကဲအခုဆိုရင်တော့ကျွန်တော် level 20ရောက်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ပြီးမှာပါဟိုဘက်မှာဘာရှိတယ်ဒီကောင်ကြီးကတော့တိတ်ပြီးတော့ကျွန်တော်premium ဝယ်ရမယ်ဟာပေါ့နော်ကျွန်တော်လည်းမပြီးနိုင်ပါဘူးခင်ဗျာအဲ့တော့ကျွန်တော်ရိုးတန်းလေးပဲပြီးပါပဲဖြစ်ပါတယ် Okay state 1 2 state 2ရောက်ပြီငန်းရတော့ကျွန်တော်တော်တော်လေးတော့မြန်လာပြီဟာဟောရမြန်လာတာခေပေါ်တက်ပါမယ်ဟိုဘက်ကိုတော့ကျွန်တော်သွားတော့ရပြီကြစီပဲရတယ်ခင်ဗျာlevel 20မဲ့ကျွန်တော်တွားလို့မရတော့ဗျတော့21လောက်ရောက်နေပြီကွာဒါကတွားလို့မရတော့ဒါမဖြစ်တင်ဘူးဘာပဲဖြစ်ပါကျွန်တော်ဆက်ပြီးမှာပဲဖြစ်ပါတယ်ခင်ဗျာဘာပဲဖြစ်ကျွန်တော်ကတော့ရှုံးမပေးဘူးဆက်ပြီးမှာပါပြေးတာငါကောင်ပြေးဟာတော် easy ပါမင်းတော့ငါလေးတက် Okay နောက်တစ်ခု stage 4မှာကျွန်တော်ဆက်ပြီးပြေးပါခုဟာဟေးအောင်ထီသွားလို့လားကွာမထီပဲနဲ့တေသွားတယ်တဲ့ဘာဖြစ်ပါဆက်ပြေးတာပဲကောင်းတယ်ပြေးတာငါကောင်ပြေးတာပါဗျာပြေးတယ်ပြေးပါတယ်ခင်ဗျာ
Okay ဒီညာကြီးပြန်အောင်လာပြီဒါတော့တေချာတတိထားပြီးရမယ်ဗျခုနကလည်းတစ်ခါတည်ထားဆိုတော့ Okayနောက်ဆုံးတော့ရပါပြီဖလားလေးနဲ့ဆက်ယူအိမ်ပြန်ပါမယ်ဒါကြတော့85ခုတော့လိုတော့ကျွန်တော်နည်းနည်းတော့လိုသေးတယ်ဗျအဲ့တော့အဲ့ဒါလေးပြန်ပြီးဆိုတော့ကျွန်တော်နောက်တဲ့ step ကိုတင်နိုင်ခဲ့ပါပြီ Okay အဲ့တော့ကျွန်တော် revert ပါထပ်လုပ်လိုက်ပါမယ် revert လုပ်လိုက်ပြီဆိုတော့ကျွန်တော်ပန်းရပါမယ်ခင်ဗျာပန်းရပါမယ် Okay ဆိုတော့နောက်တဲ့ revert ကတော့ level 10ဆိုရင်တော့ level 10လားဟာရပါပြီရတော့ဆိုနောက်တဲ့ revert ဘယ်လောက်လဲတော့မသိဘူးပြကျွန်တော်တော့ပြီးစက်အစ်စ်ပေါ်တက်ပါမယ် Okay မပြေးမှာပါ Okay ဗျကျွန်တော်မြန်လေးတော့တော်တော်လေးကိုမြန်လာကဲအခုဆိုရင်တော့ကျွန်တော် level 25တော့ရောက်သွားပါပြီအဲ့တော့ကျွန်တော်ပြီးပါမယ်ဒီဘက်က stack က350လား300လားမသိဘူးဗျ300တင်လာရဲ့အဲ့လောက်ရှိမယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ revel တွေပါလုပ်လို့ရအောင်ဒီကောင်းလည်း950နဲ့ဆိုကျွန်တော်ဝယ်တော့မဝယ်နိုင်သေးဘူးဗျကျွန်တော်လောလောဆယ်မှာပြေးလို့ပဲရအောင်မယ်ဗောနော်အဲ့တော့ကျွန်တော်ပြေးမှာပဲဖြစ်ပါတယ်ဟိုဆိုတော့25ခုဆိုတော့ရပြီကျွန်တော်ပြေးပါမယ်ခင်ဗျာပြေးပါမယ်ကျွန်တော်စတိုက်ကိုပြေးပါတယ်ဟောလာပြီးဟိုဘောက်ကူရထားလိုက်နောက်တော့ပကုတ်တော့ပြီးကူရင်းတော့ကျွန်တော်တက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အပေါ်တော့ရောက်လာပြီနောက်တဲ့တနေရာရောက်ပြီးတော့ဒါလေးခုံလိုက်မယ်ဒါဆိုတော့ရပြီပေါ့နော် Okay ခုံမယ်ပေါ့နော်နောက်တစ်ခုံမယ်ဆိုတော့နောက်တစ်ခုဆိုရင်တော့ကျွန်တော် level 25ဆိုရင်တော့သွားလို့ရပြီဗျာဒါပေမဲ့ဒီကောင်က level 25ဆိုရင်တော့တည်နိုင်တယ်ဆိုတော့ကျွန်တော်မသွားတော့ပါဘူး50ပြန်ပါမယ်ကဲခုဆိုရင်တော့ကျွန်တော်မှာကြောင်တဲ့အောင်လေးလည်းရှိပြီးတဲ့အတွက်ကြောင့်လို့1000နဲ့အပြေးလဲကျွန်တော်ဝယ်နိုင်ပါပြီခင်ဗျာအဲ့တော့ကျွန်တော်ဆက်ပြီးပါမယ်ပြေးတာဟုတ်တယ်ကျွန်တော် train ကောင်းကျွန်တော်ဖလား250လို့ရပါတော့ခွေးပြောင်းမယ်နော်250လို့တော့ကျွန်တော်ပြီးပါမယ်ဒီတော့ကျွန်တော်တက် train လို့ရတယ်ဗျအဲ့တော့ဒီနေရာလေးမှာပဲခဏ train ဆိုရင်တော့ကျွန်တော် level 40ရောက်သွားပါပြီအဲ့တော့ကျွန်တော်ပြေးမှာပါတော့ level 40ပဲရှိတယ်ဘောတော့ reback ကတော့ level 50မှာလုပ်လို့ရမှာဗျအဲ့တော့ပြေးပါမယ်တည်ရဟာတည်သွားတယ်လေကွာအဲ့တော့ကျွန်တော် level 50ရအောင် fan တာလေးကိုချက်လိုက်ကြည့်လိုက်ပါဦးငါကောင်ပြေးတာအာရခုကြပြန်ပြီရောက်ကြီးငါလောနေတာကွာမရောက်ထပ်ပြေးမှာပြေးတာငါကောင်ဒါပဲပြေးတာငါကောင်ပြေးတာငါကောင်ပြေးတာငါကောင်ပြေးထားခုံကွာခုံထက်ခုံနောက်တစ်ခါထက်ခုံအဲ့ဒါကတော့ပြေးတာမပြေးရင်သေးလိမ့်မယ်တော့ပြေးပါပြေးတာခုံမယ်ဒီကနေ့တော့ထက်ခုံမယ်ကျွန်တော်ကြာသွားပြီကျွန်တော်နောက်တော့ထပ်မသွားတော့ဘူးနော်နောက်ကျွန်တော်မသွားနိုင်ဘူးခုဆိုရင်တော့ကျွန်တော်လည်းခွေးပြောင်းလို့ရသွားပြီပေါ့နော်
အဲ့တော့ခွေးပြောင်းပါမယ်โอเคကျွန်တော်ခွေးပြောင်းသွားပါပြီပြီးတော့ကျွန်တော်ခွေးနဲ့ပြီးပါမယ်ခွေးနဲ့ပြီးတယ်ဆိုတော့ခွေးနဲ့ပြီးတေသွားပါတယ်ခင်ဗျာခွေးတေသွားပါပြီခွေးပြီးသွားโอเคနောက်ကထပ်ပြီးမယ်အဲ့တော့လေပြီးတာငါကောင်ပြီးတာဟာတေပြန်ပြီဘလို့နေလေကွာနောက်ကထပ်ပြီးမှာပဲပြီးတာငါကောင်ပြီးတာငါကောင်ပြီးတာတေပြန်ပြီကွာအဲ့တော့ကျွန်တော် level 50အောင် fan မှာဖြစ်ပါတယ် level 50အောင် fan တော့ fan train ပါဘာလို့ vanity ရော train မယ်ရေးဆက်ပုံမှာသွားပြီးတော့ train မှာပဲဖြစ်ပါတယ်okayခုံထက်ခုံနောက်တော့ထက်ခုံထက်ဟာကွာတေးပြန်ပြီချီတို့ကွာခဏကိုတီးနေတာတော့အဲ့တော့ကျွန်တော်အမြင်ပြေးမှာပဲအမြင်တော့မှာပဲအချိန်လေးအဲ့လိုမရှိတေးပြန်ပြီရောက်ပြီကဲခုဆိုရင်တော့ကျွန်တော် level 50ကိုရောက်သွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော် rebat လုပ်မှာဖြစ်ပါတယ် rebat okay ကျွန်တော်အခုတော့ rebat လုပ်လိုက်တာအားလုံးပြောင်းတင်းခါသွားပြီပေါ့နော်အဲ့တော့လေကျွန်တော် train ရပါမယ် okay train ပါမယ် train ပါမယ်ခင်ဗျာ train ဆက်ပေါ်တက်ပါပြီ okay အခုဆိုရင်တော့ကျွန်တော် level 50ရောက်သွားပါပြီအဲ့တော့ကျွန်တော် flower ထပ် fan ပါမယ်ကျွန်တော်အခုလို flower fan နေတဲ့အချိန်တွင်းမှာပဲနိုင်လောက်ရပါတယ်အဲ့ဒီတော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆုံးဖြတ်ကြည့်ပေးတဲ့သူချောစင်းတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဇွဲပဲဖြစ်ပါတယ်အားလုံးပဲတက်တာပါ